အထူးဒေသ6ဘိုးမျိုးသားငင်းချမ်းရဲ့ဖွဲ့ဘိုးမျိုးသားတပ်မတော်ပြန်အေမှဖွင့်လှစ်လိုက်သောအစစ်မြစ်စစ်ရေးအထူးကွန်မတိုတင်တန်းစင်းပွဲကိုဒီကနေ့မေလ3ရက်နေ့ဘိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်ဘိုးမျိုးသားတပ်မတော်ပြန်အေတရင်လေးလက်ကျင့်ရေးကွင်းအောင်ချုပွေစခန်းတွင်ပြုလုပ်ကျင်းပခဲ့ပါတယ်ဒီကနေ့ပြုလုပ်လိုက်တဲ့အထူးကွန်မတိုတင်တန်းစင်းပွဲအခမ်းအနားသို့ဘိုးမျိုးသားခေါင်းဆောင်ဖရတန်ကျောင်းဖအောင်ခန်းတီကတက်ရောက်မြေခွန်းပြောကြားခဲ့ကြောင်းသိရပါတယ်။ဒီကနေ့တင်တန်းစင်ပွဲတွင်မြန်မာနိုင်ငံတော်အလံဘိုးမျိုးသားအလံလေးပြုရှင်ကြာဆုံးသွားသောအာဆာနီခေါင်းဆောင်များနှင့်အာဆာနီရဲဘော်များအားအလေးပြုရှင်ကြွရောက်လာသောဘိုးမျိုးသားခေါင်းဆောင်အားအလေးပြုရှင်တင်တန်းသားများမှဘိုးမျိုးသားတပ်မတော်တစ္ဆာအဋိဌံရွတ်ဆိုရှင်ဘိုးမျိုးသားတပ်မတော်ပြန်အေပြင်ခရဖက်မှအလှပြဖျော်ဖြေတင်ဆက်ရှင်အထူးကွန်မတိုတင်တန်းသားများမှစီရေးပြပြုလုပ်ရှင်တင်တန်းအောင်လက်မှတ်နှင့်တင်တန်းကာလအထူးရှင်စုပေးအပ်ရှင်များပြုလုပ်ခဲ့ပါတယ်အဆိုပါတင်တန်းစင်ပွဲအခမ်းအနားသို့ဘိုးမျိုးသားတပ်မတော်ပြန်အေစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဖရာခွန်မြင့်အောင်ကတက်ရောက်အမှာစကားပြောကြားပြီးဘိုးမျိုးသားတပ်မတော်ပြန်အေမှစစ်ဘက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များဘိုးမျိုးသားအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်အားပေးခဲ့ကြောင်းသိရပါတယ်။ယခုပြုလုပ်သောဘိုးမျိုးသားတပ်မတော်ပြန်အေအထူးကွန်မတိုတင်တန်းကိုနိုင်ငံခြားမှတင်တန်းနှိပြဆရာများငားရန်ပြီးတင်တန်းကာလ9လနိပါကြာမြစ်ကအထူးကွန်မတိုတင်တန်းသား150ဦးပါဝင်ကြောင်းသိရပါတယ်။ Ёб твою мать.